မြန်မာရုပ်ရှင်လူမျိုးကုန်အင်းတိုးတက်မှုစဉ်အရာရာနိုင်ရှင်မြန်မာရုပ်ရှင်နိုင်ငံကုန်အင်းတုတ်ကူမတွေပေါ်လွင်ငယ်စဉ်မြန်မာရုပ်ရှင်လူမျိုးကုန်အင်းတိုးတက်မှုအစဉ်အရာရာနိုင်ရှင်မြန်မာရုပ်ရှင်နိုင်ငံကုန်အင်းဒုက္ခမတွေပေါ်လွင်ငယ်စဉ်စင်မြေချမ်းမာကပြရဲ့ရာပင်စမှုရာပညာဆက်လို့ရုပ်ရှင်တတ်တို့ပင်လင်တော်ပြစကားဖြစ်ကိုလမ်းကျက်ခဲ့ရပင်အကျိုးရှိအောင်ဖြောပြရင်းနဲ့ပညာပေးခဲ့စဉ်တရံလို့ရာတွင်အမှန်တရုပ်သာချင်းတဘာဝဆုံးလေးရတာခဲ့တာပဲဘုရားငါစင်မြင့်ထမကပြခဲ့တာပဲစံမှုရာပညာဆက်လို့ရုပ်ရှင်တတ်တို့ပဲလင်တော်ပြစကားဖြစ်ကိုလမ်းတက်ခဲ့ရာတွင်အကျိုးရှိအောင်ဖြောပြရင်းနဲ့ပညာပေးခဲ့စဉ်ရန်လုံရာတွင်အမှန်တရုပ်သာချင်းတဘာဝဆုံးလေးပြသခဲ့တာပဲရုပ်ရှင်ဒုက္ခမပါရာတွင်ရုပ်ရှင်အစွမ်းထက်မြတ်တာယခုမြင်စီယုံမှုအင်အားဖြင့်လူထုအပေါ်မှာသွန်သင်တိုင်းညိုပြည်ကျိုးများနဲ့မြို့သားရေးကိုအမှန်သေးဖို့ထားဝစဉ်ရုပ်ရှင်ဒုက္ခမပါရာတွင်ရုပ်ရှင်စွမ်းထက်မြတ်တာယခုမြင်စီယုံမှုအင်အားဖြင့်လူထုအပေါ်မှာသွန်သင်တိုင်းကျိုးပြည်ကျိုးများနဲ့အမျိုးသားရေးကိုအမှန်သေးဖို့ထားဝစဉ်မြန်မာရုပ်ရှင်လူမျိုးကုန်အင်းတိုးတက်မှုစဉ်ရာရာနိုင်ရှင်မြန်မာရုပ်ရှင်နိုင်ငံကုန်အင်း